မင်္ဂလာပါ experience share မှာကြိုဆိုပါရစေအခုဝင်လာပေးခြင်းတဲ့အကြောင်းလေးကတော့ Excel payroll သင်ခန်းစာအပိုင်း9အနေနဲ့ဝန်ထမ်းတွေစီကံဖောက်ပြမှုအတွက် fine တွေထန်ကြီးတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီ fine amount တွေ fine record တွေဖန်တီးတဲ့ပုံလေးကိုဝင်လာပေးခြင်းပါတယ် okay ချက်ကြည့်လိုက်မယ်ကျွန်တော်တို့အရင် payroll folder တွေက file လေး2 file ရှိပြီးသားအဲ့ထက်ကမှကျွန်တော်ဆိုတဲ့ file လေးကို double click နှိပ်ပြီးတော့ဖွင့်လိုက်မယ် okay update ပဲနှိပ်လိုက်ပါနော် okay အဲ့တော့အရင် video မှာတော့ကျွန်တော်တို့ late minute rate and record ဆိုပြီးရှိတယ်အခုကတော့ကျွန်တော်တို့က file rate and record ပေါ့နော် file တွေရဲ့ rate တွေ record တွေလုပ်မှာပေါ့နော်အဲ့တော့ဒီအတိုင်းပဲကျွန်တော်တို့ကဒီဥစ္စာကိုမလုပ်သွားလို့ရတယ်ဆိုလို့ရှိရင် copy ကူးသွားမှာပေါ့နော်အဲ့တော့ right click move or copy move to and create a copy ပြီးတော့ okay အဲ့ဆိုရင်ဒီမှာ late minute rate and record ဆိုပြီးတော့ဒီဥစ္စာကြီးဝင်လာပြီဒါတွေကိုကျွန်တော်တို့က link အဖြစ် sorry file ဖြစ်ပြန်ပြီးတော့ကြည့်လိုက်မှာပေါ့နော်အဲ့တော့ဒီမှာ right click နှိပ်ပြီးတော့ rename ပေးလိုက်မယ် file id file rate and record ပေါ့ file နဲ့ပတ်သက်တဲ့ဟာတွေထည့်လိုက်ပါပေါ့နော်အဲ့တော့ပြီးသွားလို့ရှိရင်တော့ဒီဘက်မှာ file amount total file amount ပေါ့နော် file amount total ဆိုသိမှာပါအောင် total file amount လို့ရှားလိုက်မယ်အဲ့တော့ဒီမှာတော့ total file amount တွေတွက်မှာပေါ့ဒီမှာတော့ right click delete နဲ့ဖြတ်ပလိုက်မယ် okay အဲ့တော့ဒီဘက်မှာကျွန်တော်ပေါင်းထားတာတွေရှိရဆိုတော့ဒါ formula လည်းပြန်ပြီးတော့အများကြီးချိန်စရာမလိုတော့ဘူးအဲ့တော့ဒီ salary ဟုတ်စာကတော့မလိုဘူးပေါ့နော်ထားလို့ရှိရင်လည်းရပါတယ်မထားရင်လည်းဖြတ်ပလိုက်လို့ရတယ်အဲ့တော့ဒီမှာကျွန်တော်ဖြတ်ပလိုက်မယ်ပို့ပြီးတော့ရှင်းသွားအောင် delete ပေါ့နော်အဲ့တော့ file ဟိုစာမထားတော့ဘူးသူတို့ရဲ့ file တွေပဲထားတော့မှာပေါ့နော်သူတို့ရဲ့ file တွေကိုဒီမှာဒီရဲ့မှာသူကတခုခုကိုမလုပ်တဲ့အတွက်900တန်ကြီးဆောင်အောင်ပြီးတော့ဒီမှာသူ1000ဆောင်အောင်ဒီမှာသူက3000ဒီမှာ900ဒီမှာ1000 1500တန်ကြီးတွေမျိုးရှိပါအောင်နော်စီကံဖောက်ပြမှုနဲ့ပတ်သက်တဲ့တန်ကြီးတွေမျိုးရှိမယ်အဲ့ဒါကိုထည့်သွင်းပါနော်သူဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ဟာတွေကိုထည့်သွင်းပြီးတော့တန်ကြီးတွေတက်လို့ရတယ်နော်အဲ့တော့တန်ကြီးရှိတဲ့လူတွေကဒီဘက်မှာ total တန်ကြီးတွေပေါ်လာလိမ့်မယ်တန်ကြီးမရှိတဲ့လူတွေကတော့0ပဲပေါ်လိမ့်မယ်နော်အဲ့တော့သူတို့တယောက်ချင်းစီရဲ့ဘာတွေရပြီလဲဆိုလို့ရှိရင်ဒီ file တွေကိုတက်တဲ့ rate နဲ့နော် record တွေရှိပြီဒီမှာ file တွေတက်မယ်သူကဒီမှာ file တက်ခံရတယ်ဆိုလို့ရှိရင်နှိပ်ပြီးတော့900လား1000လား1500လားစာရှိသဖြင့် file နဲ့ပတ်သက်တဲ့အချက်လက်တွေကိုထည့်သွင်းပြီးတော့ဒီလရဲ့ဂျွန်လရဲ့ file rate and record တွေကိုဖန်တီးထားအောင်နော်အဲ့ဒါမှကျွန်တော်ဆက်ပြီးတော့တွက်လို့ရမှာပေါ့နော်ဒါကတော့ဒီ Excel payroll သင်ခန်းစာအပိုင်း9အနေနဲ့ဒီ file နဲ့ပတ်သက်တဲ့ record တွေကိုဖန်တီးတဲ့ပုံလေးကိုဝင်ပြပေးရဖြစ်ပါတယ်ဒီ lesson file လေးလိုချင်တော့ description ထဲက link မှာ download ယူလို့ရပါတယ်ဗီဒီယိုလေးတန်းနေတန်းတော့ like and share လုပ်ပေးနိုင်ပါတယ်ကြည့်ရှုပေးတဲ့အတွက် thank you ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ comment မှာလည်းမှတ်ချက်ရေးခဲ့နိုင်ပါတယ် like and subscribe လည်းလုပ်ပေးခဲ့ပါဦး thank you ပါ